brother တို့ပြောပြနေကြတယ် my ID application မရဘူးဆိုတဲ့ brother တွေအတွက်ပေါ့နော်ကျွန်တော်ရဲ့ video ရဲ့ description တစ်ချက်နှိပ်လိုက်ပါ description နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ download link ရှာပေးထားပါမယ်နော်ဒီ download link ကိုတစ်ချက်မှတ်လိုက်ရင်ကျွန်တော်တို့ကြမ်းကြက်မှုပြအောင်ကျွန်တော်တို့ connect လုပ်လိုက်ပါမယ်နော်my ID application မရတဲ့ brother တွေအတွက်ပါနော် application ရတဲ့ brother တွေဆိုရင်ကျွန်တော်တို့ Telegram မှာ Telegram channel ဖြစ်တဲ့ my-00 မှာတွားပြီး download ဆွဲလိုက်ရပါတယ်နော်ဒါကြတော့အဲ့ဒီ my-Telegram ကနေပြီး download ဆွဲလို့မရတဲ့ brother တွေအတွက်ကျွန်တော် Google Drive နဲ့လုပ်ပေးပါရနော်ဒီမှာတော့ကျွန်တော်ကကြမ်းကြက်မှုပြန်တဲ့မှာကြော်ညာလေးဝင်လို့ပါနော်အခုကျွန်တော်ကြော်ညာလေးကိုကြော်ညာပြီးဆိုတော့ချက်ဖြတ်လိုက်ပါမယ်အခုတော့ကျွန်တော် link ထဲမှာတစ်ချက်ဝင်ကြည့်လိုက်မယ်နော်ဒီမှာ download anyway ဆိုတာဟာလေးတစ်ချက်နှိပ်ပါမယ်ကဲကျွန်တော်အကြီးနဲ့လုပ်ပြလိုက်ပါမယ်နော်ဒီမှာ download anyway ဆိုတာဟာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာတော့ line မကောင်းရင်ကျွန်တော်တို့အချိန်နည်းနည်းပါကြာနိုင်ပါရနော်ပေါ်လာပြီဆိုရင်ကျွန်တော်တို့နည်းနည်းအကြီးလုပ်လိုက်ပါနော်ဒီမှာ download anyway ဆိုတဲ့ဟာလေးပေါ်ပါတယ် download anyway ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီမှာ download anyway ကိုတစ်ချက်နှိပ်လိုက်ပါအခုကျွန်တော် detail နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာ download ဖြစ်နေတဲ့ဟာကိုကျွန်တော်တို့ဒီမှာကြည့်လို့ရရင်နော်ကျွန်တော်ဒီမှာ line မကောင်းလို့ကျွန်တော်အချိန်ခဏတော့စောင့်ပေးရမယ်နော်ကဲကျွန်တော်ဗီဒီယိုလေးဖြတ်လိုက်တာပါအချိန်ကြာမှဆိုလို့ download ဒီ application download ဖြစ်တာနဲ့ဒီမှာတော့နည်းနည်းပါအဲ့ဒါတော့ရှိပါတယ်တချို့ဖုန်းတွေမှာကျတော့ဒီမှာ install ကျွန်တော်တို့တင်လို့မရဘူး permission ပါတယ်ပေးရတယ်နော်ဒီမှာကျွန်တော်တို့ download ပေးတာနဲ့ကျွန်တော်ပြောပြပေးသွားမယ်ဘယ်လိုအဲ့ဒါတွေပေါ်လာနေဆိုတာဟာလေးကိုနော်ကဲကျွန်တော်ဒီမှာနည်းနည်းပါကြံပါသေးတယ်နော် download ပြီးဖို့အတွက်ကဲကျွန်တော်ဒီမှာ download ပြီးပြီဆိုရင်ကျွန်တော် install နှိပ်မှဆိုရင်ကျွန်တော်ဒီမှာဒီလိုပေါ်ပါနော်အဲဆိုရင်ကျွန်တော် setting လို့တစ်ချက်နှိပ်လိုက်ပါ setting နှိပ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ allow source ဆိုပြီးအဲ့ဒါလေးကိုကျွန်တော်တို့ online ရမယ်နော်အခုကျွန်တော်ဒီမှာမြားထုတ်တဲ့နေရာမှာအမှန်ကြီးလေးရှိတယ်ပါ9 second စောင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ okay ပေါ်လာပါလိမ့်မယ်နော် okay ပေါ်လာပြန်ဆိုရင်ကျွန်တော်ဒီမှာ okay လို့နှိပ်လိုက်ပါကဲအခုကျွန်တော်install လုပ်လိုက်ရပြီနော်ကျွန်တော်ဒီမှာ install ဖြစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ security check ကျွန်တော်တို့ Xiaomi ဓာတ်မီဖုန်းနေဆိုရင်ကျွန်တော်တို့ဒီမှာ security check လုပ်ပါတယ် security check လုပ်မယ်ဆိုရင်ကျွန်တော်တို့အချိန်ခဏတော့ပေးရပါတယ်နော်ကဲဒီမှာ security check ပြီးပြီဆိုရင်ကျွန်တော်တို့ open လုပ်နှိပ်လိုက်ပါကဲကျွန်တော်ဒီမှာကျွန်တော်ရဲ့ application ထဲမှာကျွန်တော်ဝင်လိုက်ပါမယ်နော်ကဲဒီမှာတော့ကျွန်တော်တို့ claim ဆိုပြီးပေါ်တဲ့နေရာပေါ်တဲ့ဟာလေးကကျွန်တော်တို့ claim လုပ်မှဆိုရင်တရက်ကို 0.50 ရပါတယ်နော်ဒီမှာတော့ကျွန်တော် line မကောင်းလို့ကျွန်တော်ကဒီမှာနေတာပါနော်ကဲဒီမှာတော့ကျွန်တော် claim ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် 0.50 ရပြီးသွားပြီနော်အခုကျွန်တော်အပေါ်မှာတွေ့တဲ့ menu လေးနှိပ်မယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော် speed chainer တို့ဘာလို့ကျွန်တော်ဒီမှာရှိပါတယ်အခုကျွန်တော်မြားထိုးပြမယ်ဒီထဲမှာတော့ကျွန်တော်တို့ခွန် speed ကအခုကျွန်တော်တို့ခွန်ထားတာပါနော်ဒီမှာကျွန်တော်တို့ခွန်ကနေပြီး20ထိကျွန်တော်တို့ speed တင်လို့ရပါတယ်နော်ကဲဗီဒီယိုကတော့ဒီလောက်ပါပဲနော်ကျွန်တော်တို့ channel ကိုလည်း like subscribe လေးနဲ့ကူညီပေးကြပါဦးနော်ဒီလိုမျိုးအများအားကျွန်တော်တို့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ပါနော်